ကစားသမားတိုင်းဟာကြောက်စရာကောင်းတဲ့တရေတော်ဝါတွေနဲ့ရင်းနှီးတဲ့နေထိုင်ကြရတယ်။လူသားတွေဟာအောက်ချွေအဆင့်မှာပဲရှိနေတာမဟုတ်ပဲအဲ့ဒီတော်ဝါတွေအချင်းချင်းကုန်သွယ်ရမှာထုံးတဲ့ငွေကြေးလိုမျိုးဖြစ်နေရတာ။ဒီကိန်းထဲမှာတေဆုံးတယ်ဆိုတာမရှိဘူး။ရှုံးနှိမ်သွားတာနဲ့ပိုကြောက်ဖို့ကောင်းတဲ့ငရဲခန်းတွေကိုကြောက်သွားမှာပဲ။အသက်ရှင်နေတော့အဲ့ဒီတော်ဝါတွေခိုင်းတဲ့အလုပ်တွေကိုလုပ်ပြီးသူတို့ရဲ့အကြိုက်ကိုလိုက်ရတယ်။တခြားကစားသမားတွေကမြူဆွဲတဲ့မိန်းမလားတရေမရဲ့နှိမ့်ဆက်မှုကိုခံနေချိန်မှာကျွန်တော်ကတော့တူတစ်ချောင်းကိုကင်ပြီးအဲ့ဒီတရေမရဲ့လှပတဲ့မျက်နှာကိုတစ်ချက်ချင်းထုရိုက်နေလိုက်တယ်။သူကစိတ်မဆိုးတဲ့အပြင်ပိုပြင်းကျင်ထုပေးဖို့တောင်းဆိုနေသေးတာ။ဂိမ်းအစမှာကစားသမားတိုင်းထူးခြားစွမ်းရည်တစ်ခုစီရကြတယ်။ကျွန်တော်ရဲ့စွမ်းရည်ကတော့တရဝါတိုင်းရဲ့ဖုံးကွယ်ထားတဲ့အချက်အလက်တွေကိုမြင်နိုင်တာပဲကျွန်တော်ရှိမှတရေမရဲ့အချက်အလက်မှာတော့သူဟာနာကျင်မှုကိုခံစားရတာကိုအလွန်အမြင့်နှစ်သက်တဲ့သူလို့ပြနေတာဒါကကျွန်တော်အတွက်တော့တကယ်ကိုအကြိုက်ပဲပေါ့အဲ့ဒီတော့မျက်စိရှိမှစာတန်းတစ်ခုပေါ်လာတယ်ထူးဆန်းတဲ့ကဘာမှကြိုးဆိုပါတယ်တင်ဆော့တင်ရမယ့်နေရာကတော့သွေးရောင်လွှမ်းတဲ့အခန်းတွဲပဲထက်တယ်မိုးလင်းတာနဲ့တရဝါတွေနိုးလာလိမ့်မယ်အခုချိန်ကိုသုံးပြီးပတ်ဝန်းကျင်ကိုလေ့လာထားပါတရဝါတွေအကြောင်းသိအောင်လုပ်တာကတင်းညင်ရှင်သန်နိုင်ခြေကိုပိုတိုးစေလိမ့်မယ်အခန်းထဲကထွက်လာတော့စီးချက်ပြီးရွမ်းစရာကောင်းတဲ့အစားအသောက်တွေကိုစားနေတဲ့တခြားကစားသမား2ယောက်ကိုတွေ့တယ်စကားပြောကြည့်တော့ကျွန်တော်တို့3ယောက်လုံးကဒီအိမ်မှာကလေးတွေအဖြစ်တရုပ်ဆောင်ရမှာဖြစ်ပြီးကျန်တဲ့ထရဝါ3ကောင်ကတော့အဖေအမေနဲ့အဘွားအဖြစ်တရုပ်ဆောင်မှာပါဒီအိမ်မှာနေချင်းပြီးအစားတောက်ရောက်ချင်တယ်သူတို့ပေးတဲ့အလုပ်3ခုကိုနေတိုင်းမငင်းမဆန်လုပ်ကြရမယ်မကြခင်မှာပဲနေရန်ကတ်နိုင်အဟောင်းကြီးက6ချက်တီးခတ်လိုက်တယ်မနေ့6နိုင်မိုးလင်းပြီထရဝါတွေနိုးလာကြပြီအစားစားနေတဲ့နေ့လောက်ကလည်းလေချွေတန်ကြားတဲ့စစ်သားတွေလိုပဲအခန်းထဲကိုအမြန်ပြေးဝင်သွားကြတယ်ကျွန်တော်တို့ကလိုက်သွားတော့လေထဲမှာပုတ်စွာနန္ဒာကိုခန်းစားလိုက်ရတယ်အဲ့ဒီချိန်မှာပဲအမောင်တွေကနေအတန်အော်မကြီးနေဒီနေ့ကလေးအသေးရောက်လာတာလားအဖေအခန်းထဲကိုလာခဲ့အောင်မင်းရဲ့ခန္ဓာကိုယ်ကိုတေးသေးချာချာကြည့်ပါစေဦးမော်လို့ခေါ်တန်ကြားလိုက်ရတယ်။အဲ့ဒီတန်ကိုကြားတော့ဒေါင်ချူးနဲ့လီယိုထုံတော့2ယောက်လုံးတုံလုသွားပြီးကျွန်တော်ကိုတေးလူ1ယောက်လုံးကြည့်နေကြတယ်။လီယိုထုံပြောပြချက်ကတော့အဲ့ဒီတရဝါ3ကောင်ထဲမှာအမေကတော့အန်ဒီရဲ့အကင်းဆုံးပါ။သူကကလေးတွေကိုတိတ်ချစ်တာ။ဒါပေမဲ့သူ့ရဲ့လွဲမားနဲ့မိခင်မေတ္တာကြောင့်ခေါင်းဆိုင်ဆရာအလုပ်တွေခိုင်းတတ်တယ်။အဘွားကတော့သူ့ကိုချစ်ပေမဲ့အမျိုးသားကစားသမားတွေကိုတော့ဂရုမစိုက်ဘူး။အဆိုးဆုံးကတော့အဖေပဲ။စိတ်တိုတက်ပြီးထူးဆန်းတဲ့အကျင့်ရှိပြီးသူ့ကလေးတွေကိုသူကတိတ်မြုံတယ်။အမားရှာပြီးအပြစ်ပေးဖို့ပဲကြည်တတ်တယ်။တေတော်ရဲ့အများစုကလည်းအဖေနဲ့တွေ့လို့တေကြတာ။သူတို့2ယောက်ကကျွန်တော်ကိုတက်ကွင်းနဲ့လွတ်လိုက်တယ်လို့မျိုးကြည့်နေချိန်မှာကျွန်တော်ကတော့အန်ချစ်ပြီးအမောင်တဲကိုဝင်လိုက်တယ်ခြေတချမ်းနင်းပြီးတော့နောက်ကတကားကဝုန်းကနေပြီးသွားတော့တာပဲအဖေဖြစ်သူကကျွန်တော်ကိုစိုက်ကြည့်ပြီးပြုံးနေတယ်ငါဘာလို့လဲသိလားတဲ့ကျွန်တော်ရဲ့အကိုဓမ္မမို့အမတ်ဖြစ်မှာပေါ့လို့ကျွန်တော်ကခက်တဲ့နေဖိလိုက်တယ်တော်လိုက်တာမင်းရဲ့အကိုအမတွေဒီမှာအများကြီးရှိသေးတယ်ကြည့်ချင်လားသူတို့ဘာလို့ဒီမှာပဲနေနေကြလဲသိလားဘာလို့လဲဆိုတော့သူတို့ကအဖေစိတ်တူတော်လုံနေလို့နေမှာပေါ့ကျွန်တော်ကပြန်ပြောလိုက်တယ်အေးငါစိတ်တူတက်မှန်မှန်သိတာပဲစကားမနာထောင်ဘူးအတုံးမကြတဲ့သူတွေကိုငါမကြိုက်ဘူးငါခေါင်းနေလာကြပြီမင်းဘာလို့အခုမှဝင်လာတာနောက်တစ်ခါမှသွားအောင်မင်းရဲ့နားတစ်ဖက်ကိုချက်ပြလိုက်မလားဆိုပြီးလက်ကြီးနဲ့ကျွန်တော်ကိုလမ်းဖိုင်းတယ်ကျွန်တော်နောက်ဆုတ်ချင်းပေမဲ့ကျွန်တော်ရဲ့စွမ်းရည်ကြောင့်မြင်နေရတဲ့အချက်အလက်တွေကိုကြည့်ပြီးစိတ်ကိုအတေးအေးအောင်ထားလိုက်ရတယ်အဖေဖြစ်သူကကျွန်တော်ကိုလမ်းဖမ်းပေမဲ့တကယ်နာကျင်အောင်မလုပ်ဘူးကျွန်တော်မကြောက်တာကိုမြင်တော့သူကစိတ်ဖြတ်သွားပြီးလက်ကိုပြန်ရုပ်လိုက်တယ်သူကကျွန်တော်ကိုကြောက်အောင်ခြောက်နေတာပါတကယ်လို့ပါကျွန်တော်ကရှောင်းလိုက်တာဖြစ်ဖြစ်ကြောက်လန့်တဲ့အော်ဟီလိုက်တာဖြစ်ဖြစ်လုံမိခဲ့ရင်သူကကျွန်တော်နားကိုတကယ်ဖြတ်ပြမှာပါကျွန်တော်စွမ်းရည်အရာပေါ်နေတဲ့အချက်အလက်မှာတော့ဤတရဝါဟာကြောက်ရွံ့မှုကိုစားသုံးသူဖြစ်ပြီးကစားသမားတွေရဲ့ကြောက်စိတ်ကိုစားသုံးပြီးအင်အားယူတတ်တယ်သူ့ရဲ့အားနည်းချက်ကတော့သူ့လူဖြစ်စင်တုံးကသူ့ကိုထိုးတက်ခဲ့တဲ့ဂျိန်းစာတင်တယောက်မြောက်ပဲချွတ်တယ်အဲ့ဒီတယောက်မြောက်သားရရင်ကျွန်တော်အတွက်အသက်ကဲကတ်တစ်ခုရပြီပေါ့ဒါပေမဲ့အခုလောလောဆယ်အရေးကြီးဆုံးကဒီအခန်းထဲကအသက်ရှင်လေးရထွက်လာဟိုပါငါခြေတော်ဒီနာရီတာကြပြီးသွေးစီတီးလို့ခေါ်တဲ့ဆေးကိုမောင်းတိုက်ခင်ရှာလာဟစ်ရှာမလာနိုင်တော့မင်းကိုပဲအကြိုက်ခဲပြောက်ဆေးအဖြစ်သုံးရမယ်လို့သူကခိုင်းတယ်သွေးစီတီးကဘာလဲဆိုတာကျွန်တော်မသိပေမဲ့ရဖို့မလွယ်မှန်းသိနေတယ်ဟုတ်ကဲ့ပါအဖေလို့ပြောပြီးထွက်လာခဲ့တယ်တကားအပြင်ရောက်တော့ဂုံယူပါတယ်တင်းအလုပ်တစ်ခုရပါပြီညနေ6နာရီမတိုင်ခင်သွေးစီတီးကိုအဖေအခန်းထဲကိုပို့ပေးပါအောင်မြင်ရင်စုလာရမယ်ရှုံးရင်တော့အဖေရဲ့မိနစ်30ကြာနှိပ်စက်မှုကိုခံရမယ်လို့စာတန်းတက်လာတယ်နှိပ်စက်မှုဆိုတာကအသက်ထက်တောင်ပိုဆိုးနိုင်တဲ့အတွက်ကျွန်တော်စိတ်ဖိစီးသွားတယ်အပြင်မှာစောင့်နေတဲ့တောင်ချူးရဲ့လီယူထုံတို့ကကျွန်တော်ကိုညင်တော့အန်အောသွားကြတယ်မင်းအပြင်ကိုထွက်လာနိုင်ပြီလားခန္ဓာကိုယ်ကအပိုင်းအခြားတစ်ခုခုပါသွားသေးလားလို့မေးကြတယ်သူတို့ပြောပြချက်ကတော့တောင်ချူးကပထမအဆုံးဝင်နှုံးက6ကတ်ကလုံးပေးလိုက်ရဖူးတဲ့အဖေဆိုတဲ့တရေကလူတွေကို6လန့်တာကဝါဒနာပါပေမဲ့ဒီအိမ်မှာသူတို့ကိုတားဆီးထားတဲ့စီးကမ်းတွေရှိတယ်အလုပ်တစ်ခုကိုမရှုံးနိုင်ခင်ရှဲသူတို့ကကစားသမားတွေကိုကြိုက်တယ်လို့ရန်မမှုနိုင်ဘူးအဲ့ဒီအချိန်မှာပဲလီယူထုံကညင်းညင်းညူညူပြောလာတယ်တောက်အဲ့ဒီအဘွားကြီးဒီနေ့ဘာဖြစ်နေလဲမသိဘူးသူ့ရဲ့သွားတူတွေပြက်နေလို့သွားတူအတိသွားရှာပေးရမယ်တဲ့အဲ့ဒီအလုပ်ကအဆင့်အမြင့်ဆုံးခက်ခဲတဲ့အလုပ်တစ်ခုပဲတဲ့